ဟုတ်ကဲ့မင်္ဂလာပါရှင်အခုတရားလေးရိုက်ပြနေတဲ့အိမ်လေးอ่ะဆိုရင်ပြင်ဦးလွင်မျိုးနိုင်စင်ကနေ9မိနစ်သာသွားရတဲ့ရက်ကွက်ကြီးမြေပေါ်မှာဆောက်လုပ်ထားတဲ့အာစီတစ်ထပ်တိုက်ကလေးကို3000ညှိနှိုင်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီအိမ်လေးဟာဆိုလို့ရှိရင်ရက်ကွက်ကြီး19ငရံချောင်းမှာတည်ရှိပြီးပေ40-60ပေါ်မှာပေ30-35အကျယ်ဝန်းရှိတဲ့အိမ်လေးတစ်လုံးကိုစောက်ပေးထားတာဖြစ်ပါတယ်ရှင်ဒီအိမ်လေးမှာဆိုလို့ရှိရင်မာစတာတစ်ခန်းရိုးရိုးနှစ်ခန်းပါရှိမှာဖြစ်ပြီးကားပါကင်အကျယ်ဝန်းတစ်စီးစာကျန်ရှိမှာဖြစ်ပါတယ်ရှင်အိမ်လေးရဲ့အရှိမဆိုရင်လေဝရန်တာလေးထုတ်ပေးထားတာအရန်ကိုချစ်စရာကောင်းပါတယ်ရှင်အိမ်လေးကအရှိလှယ်လေးဖြစ်လို့ညနေထိုင်မယ်ဆိုရင်လေနေမပူတဲ့အနေအထားလေးကိုတွေ့ရမှာဖြစ်ပါတယ်နော်အိမ်လေးထဲမှာလည်းပန်းမင်လေးတွေကိုအလှစိုက်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်အခုတရားလေးကဧကန်လေးကိုဝင်ပြပေးမှာဖြစ်ပါတယ်ရှင်ဒါကဧကန်အကျယ်ပါရှင်ဒီအိမ်မှာဆိုရင်ဧကန်အကျယ်မာစတာကန်အကျယ်ရိုးရိုးခန်းနှစ်ခန်းနဲ့မြို့ဝကြောင်ခန်းအကျယ်ပါရှိမှာဖြစ်ပါတယ်ရှင်ဘုံကြီးချိုးခန်းအိမ်နာပါရှိတဲ့အပြင်ဖျားခန်းလေးကလည်းတီးတန့်အနေအထားလေးမှာတွေ့ရမှာဖြစ်ပါတယ်ရှင်ဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တရားလေးပြင်ဦးလွင်အိမ်ချမ်းမြေ3999611116လေးကိုဆက်သွယ်ပေးပါရှင်